ဆမ်မရိုင်းပြည်မှာရှုံးပွဲကြုံခဲ့တဲ့ထိုင်းချန်ပီယံ2ဦးအားလုံးပဲမင်္ဂလာပါများ Provide Q ကတင်ဆက်နေပါရီဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင်တော့ VPN လေးချိတ်ဆက်ကြည့်ပေးဖို့မေတ္တာရက်ခံကြေးပါတယ်ခင်ဗျာဒီနေ့မှာတော့ထိုင်းနိုင်ငံသားချန်ပီယံတွေဖြစ်ကြတဲ့ Super Let နဲ့ Stand တို့2ဦးကတော့ကံမကောင်းငယ်ဦးလို့ပြောလို့ရပါတယ်တွေ့ရတဲ့ fighter တွေကလည်းကေဘောက်စင်ဘတ်ချမ်းမှာ level တစ်ခုထိရှိနေတဲ့ K1 ကကေဘောက်စင်ချန်ပီယံတွေပဲဖြစ်ကြပါတယ်ဒီတော့မွေထိုင်းကဆရာကြီးတွေနဲ့ကေဘောက်စင်ဆရာကြီးတွေဘယ်သူကပိုဆရာကြလဲဆိုတာဂျပန်မှာယနေ့ကျင်းပခဲ့တဲ့1173ပြိုင်ပွဲကိုမြန်မာပြည်ကပြည်သက်အများပြားစောင့်ကြည့်အားပေးခဲ့ကြတာဖြစ်ပါတယ်စူပါလက်ရဲ့ပွဲကိုရင်ဆုံးပြောရမယ်ဆိုရင်ဂျပန်သားယူကီယိုဇာနဲ့စူပါလက်တို့အပြိုင်ကန်ကြတာဘောလုံးငယ်နဲ့ရောက်နေတဲ့အတိုင်းပါပဲဂျပန်သားကအဝင်ထွက်မှန်မှန်နဲ့စူပါလက်ကိုဖိအားပေးကစားနိုင်ခဲ့ပေမဲ့ပထမချီမှာဒူမတာကိုအာတူဘလို့ပြောလို့ရပါတယ်ဒုတိယချီမှာတော့စူပါလက်လေးသွားတာတီးသွားတဲ့ဂျပန်သားလေးကပိုဘရော့ကန်အားရှိသွားခဲ့တာပါစူပါလက်ကလည်းဘာမှထိရောက်လှုပ်ပြသွားတာမျိုးမရှိဘဲဂျပန်သားလေးကလည်းဘာမှကွက်ကွက်ကွင်းကွင်းလှုပ်ပြသွားတာမရှိလို့မြန်မာပြည်သက်တွေအတွက်ပြင်းစရာကောင်းတဲ့ပွဲတစ်ပွဲလို့ပြောလို့ရပါတယ်ဂျပန်သားလေးကစူပါလက်ကိုပိုကန်နိုင်ခဲ့တဲ့အတွက်အမှတ်နဲ့နိုင်ရရှိသွားတာပါစူပါလက်အနေနဲ့တပြေးပြေးနဲ့အဓိကနိုင်ပွဲတွေမှာရင်းနှီးခဲ့တဲ့အတွက်ဖိအားတွေများလာမှသိကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်မူလာကလည်းဟောင်းစူပါလက်ကိုခြေထွက်လက်ထွက်မြန်တဲ့ပုံစံမြင်ရလိမ့်မယ်လို့ထင်ခဲ့ပေမဲ့ကေပေါစင်မှာတော့အင်ဇာပိုကြီးညက်ခဲ့တဲ့ဂျပန်တွေကပဲထိုင်းတွေကိုတိုင်းနေမချနိုင်အောင်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ Stan Fairdes ပါမွေးနေ့မွေးရက်မှာပဲဂျပန်အတန်ဝိတ်ကေပေါစင်ပွဲထိုးရတာပါစတန်နဲ့ထိုးရတဲ့ဖိုင်တာကအချင်းမဟုတ်တဲ့ဂျပန် K1 ချန်ပီယံဟောင်းကာနာမိုရီမိုတိုဖြစ်ပါတယ်စတန်အနေနဲ့ဒဏ်ရာပြဿနာကြုံတွေ့ပြီးတော့ပွဲဝေးခဲ့တာဟာဖိအားတွေများခဲ့လို့ပြောလို့ရပြီးတော့ဂျပန်ဖိုင်တာနဲ့တွေ့မှာပဲသူ့ရဲ့ဒဏ်ရာထိုးတဲ့ချက်ကြောင့်နှစ်လောက်ပွဲဝေးခဲ့ရတဲ့ပြဿနာကအပြေပေါ်ခဲ့တာဖြစ်ပါတယ်သုံးကြီးစလုံးကိုဂျပန်ဖိုင်တာကာနာအသာစီးထိုးပြတာဖြစ်ပြီးစတန်အနေနဲ့သူ့ရဲ့ဒဏ်ရာဟောင်းကိုထိမှဆိုလို့ကန်ချက်တွေတိုင်းကိုရှောင်ပြီးတော့နေရတယ်လို့ပုံစံမျိုးမြင်တွေ့နေခဲ့ရတာပါခြေကန်ချက်တွေတိုင်းမှာကာနာကအသားရကန်နေပေမဲ့စတန်နေနဲ့ကန်ချက်တွေကန်ဖို့တွန်းဆုတ်နေတာတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါပြင်စတန်နေနဲ့ဂျပန်ဖိုင်တာကာနာရဲ့မြင့်ကန်ချက်ထိုးချက်တွေကိုဇက်တိုက်ပဲခံခဲ့ရပေမဲ့စတန်ရဲ့မာကုံရဲရဲမှုနဲ့အတွေ့အကြုံပိုင်းကြောင့်နော်ဒေါင်းမကြအောင်ထိန်းကစားနိုင်ခဲ့တာဖြစ်ပါတယ်။ချိန်ပြည့်ကနီးလေးစတန်နေနဲ့ထိုးချက်ကန်ချက်တွေလေးလံသွားတာတွေ့ရမှာဖြစ်ပြီးကာနာကပဲစတန်ကိုတပွဲလုံးအသာစီးထိုးတက်နိုင်ခဲ့တာတွေ့ရမှာပါ။ခြေထွက်လက်ထွက်တော်မြန်တဲ့ဂျပန်ကေပေါဆာမာလီကာနာကိုစတန်နေနဲ့အစိုးဆုံးချိန်မှာလာပြီးတော့ထိတိုက်တွေ့ဆုံတာကကန်ဆိုးတယ်လို့ပြောလို့ရပြီးတော့အခုဆိုရင်တော့ကြံ့ခိုင်မှုပိုင်းနဲ့စိတ်သက်ပိုင်းဆိုင်ရာပြန်လည်တန်မာလာဖို့အတွက်အဓိကလှုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။အဲဒါကြောင့်မြန်မာပြည်ကပြည်သက်တွေယူမှုအားပေးခဲ့ကြတဲ့စူပါလက်နဲ့မျိုးသားတို့ပြည်သက်ကြီးရဲ့ချစ်တော်စတန်ဖဲတက်တို့ကတော့အသီးသီးရုံးပွဲကြုံတွေ့သွားခဲ့ရပြီးတဲ့နောက်မကြခင်မှာပဲချန်ပီယံကပတ်တွေအသီးသီးလက်လွတ်သွားရမလားကာကွယ်သွားနိုင်မလားဆိုတာစောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်ညာ။စုံထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ညာ။